ဒါတော့ဖះရဲ့ဒုတိယပိုင်းလေးမှာတော့လောင်းစစ်သူမင်းကြီးရဲ့အမျက်တော်ခံသားတော်ကြီးမင်းရှင်စောဟာကံကြမ္မာမကောင်းတဲ့မင်းတစ်ပါးဖြစ်ခဲ့ပါတယ်။နန်းတွင်အရေးကိစ္စတွေမှာလည်းမင်းရှင်စောဟာဇက်သိမ်းမကောင်းခဲ့ရှာပါဘူး။မန်းလေးဟူသောမြို့တော်ကြီးဖြစ်လာမဲ့ဒေသဝင်းကျင်မှာနေသူနေသားတွေပြည်သူတွေနဲ့စီစီယုံယုံရှိနေစင်မှာပဲနာရသူကောကလကြမင်းကပကံနေပြည်တော်သို့နန်းတက်ရန်ဟုခေါ်ကာအကောက်ကြံညံနှင့်ခေါ်ယူလုပ်ကြံခဲ့ပါတယ်။ဒါကြောင့်အသက်48နှစ်အရွယ်မှာတင်အစိတ်ခက်လုပ်ကြံခံရပြီးမင်းရှင်စောကံကုန်ခဲ့ရပါတယ်။နာရသူရဲ့လုပ်ကြံမှုကြောင့်နတ်ရဆန်ခဲ့ရတဲ့လောင်းစီသူမင်းကြီးရဲ့ရန်နာဘုံမိဖုရားကြီးကလည်းမင်းရှင်စောအတွက်ရတတ်မအေးဖြစ်ခဲ့ရပြန်တယ်။သားတော်ရှိရာကိုအလာမှာသားတော်နဲ့လွဲချော်ခဲ့ရပါတယ်။ရန်နာဘုံမိဖုရားကြီးဟာသားတော်အတွက်ပူဆွေးတောကရောက်ပြီးနောက်ဇောင်းကလောကန်အနီးကစံရင်တော်မှာပဲကံတော်ကုန်ခဲ့ကြောင်းသမိုင်းစာမျက်နှာမှာဖော်ပြထားပါတယ်။ဇောင်းကလောကန်နဲ့အောင်ပင်လယ်ကန်တို့ဟာမင်းရှင်စောရဲ့စီယုံမှုနဲ့ဆယ်ခဲ့တဲ့ကံတော်တွေပဲဖြစ်ပြီးယနေ့တိုင်ဇောင်းကလောမယ်တော်အထိမ့်မှတ်ရုပ်ထုကိုဖူးတွေ့နိုင်ပါတယ်။မင်းရှင်စောဟာဇက်သိမ်းမကောင်းခဲ့ပေမဲ့ဘာသာသာသနာကိုကြီးညိုတဲ့သာသနာတရားကမင်းတစ်ပါးအဖြစ်သူတည်ခဲ့တဲ့ဘုရားစေတီတွေကညွန်ပြနေပါတယ်။မင်းရှင်စောရဲ့ကုသိုလ်တွေထဲမှာဇောင်းကလောကန်နဲ့မနီးမဝေးကအင်ကျူစေတီတော်အပါဝင်ကြေးရွာနယ်ပယ်တွေမှာမထင်မရှားတည်ရှိတဲ့စေတီတွေအများကြီးရှိပါသေးတယ်။ယင်းကုသိုလ်တွေထဲကမှရွှေကြီးမြင့်ဖျား၊ဂူကြီးကုန်းနဲ့ဒဟတ်တော်ဖျားတွေဟာမန္တလေးမှာတင်ရှားတဲ့ဖျားတွေပဲဖြစ်ပါတယ်။ဒဟတ်တော်ဖျားရဲ့လိပ်စာလေးကတော့မဟာအောင်မြင်မြို့နယ်35လမ်းမြားတောင်တိုက်အရှေ့ဘက်မှာတည်ရှိပါတယ်။35-36လမ်းကြား84-85လမ်းကြားတပြားပတ်လည်နေပါကျဲဝန်းနဲ့မဟာယန်တတိုင်းကြီးနဲ့ဖူးတွေ့နိုင်ပါတယ်35လမ်းဘက်ကဝင်ရင်တော့ချင်းသိမ်မင်းနှစ်စီးနဲ့တွေ့ရမှာပါတဟတ်တော်ဘုရားကိုမင်းရှင်စောကတက်ကရက်930မှာတည်ထားခဲ့တာဖြစ်ပြီးမန်းလေးမတည်မီရှေးရခင်ကလေးကတောရကူဘုရားတစုအဖြစ်တည်ရှိခဲ့ပါတယ်မူလကတန်တောင်25တောင်ခန့်ရှိပြီးကဏ္ဍကူနီတိုက်အတွင်းညံတော်6တောင်2မိုက်ရှိတဲ့ဗုဒ္ဓရုပ်ပွားတော်ကိုတည်ထားခဲ့တာဖြစ်ပါတယ်။မင်းရှင်စောကပကံပြည်ကပင့်တကူမထေမြတ်ကိုပန်ကြားပြီးတည်ထားခဲ့တယ်လို့အဆိုရှိပါတယ်။ရုပ်ပွားတော်ဟာအလွန်ကြီးညိုဖို့ကောင်းပြီးခေတ်ဆက်ဆက်ပြုပြင်မွမ်းမံမှုကြောင့်ဆက်လွယ်တော်မကိုက်တော်တွေနဲ့တင့်တယ်စံပယ်တော်မူနေတာပါ။အောင်ပင်လေအရှိရက်စီတို့မုတ်ဦးလှဲ့ကမျက်နာတော်မူထားပါတယ်။ဇေဒီတော်ရဲ့ပွဲအမီမှာဝိဇယလို့ဇေဒီတော်ထင်ရှားခဲ့ပေမဲ့ဇေဒီရဲ့နောက်ကျောမှာတော့နောက်ထိုးကြောက်စာအရာတက်ကြမှန်နေလို့ကပီးတွေ့ရပါတယ်။1243ခုနှစ်ကဥပိုလ်နဲ့မိသားစုတို့ရဲ့အလူကြောင့်ရေးထိုးထားတဲ့ခက်မဲ့မိန်ကြောက်စာကိုလည်းလေ့လာနိုင်ပါသေးတယ်။ဒါကြောင့်ဒီဖျားကိုမင်းနှုံးမင်းကြီးနဲ့တီပေါ်မင်းလက်ထက်တွေမှာလည်းပြုပြင်ခဲ့ကြောင်းခံမှန်းရပါတယ်။ဒါတော်ဖျားဟာကလားကျောင်းကန်ဖျားစေတီပုံစံကိုဂူဖျားတစုအဖြစ်တောင်မုတ်နီးမှာလည်းကလားကျောင်းကန်ဖျားဂူဖျားတစုအဖြစ်တွေ့နိုင်ပါသေးတယ်။တဟတ်တော်ဆူတောင်းပြည့်မြတ်စွာဘုရားဟာနမီတော်အတိုင်းဆူတောင်းပြည့်လွန်းလာတဲ့အတွက်ဒိဋ္ဌံပရိစိတ်သူတွေဟာအမျက်စီကားလျက်ရှိနေပါတယ်။ဒိဋ္ဌံအောင်မြင်ကြလို့ပြန်လည်ပြုပြင်မွမ်းမံသူတွေလည်းများလာပါတယ်။1330ခုနှစ်မှာတဟတ်တော်တိုက်နာယကဆရာတော်ကြီးဗဒ္ဒနာသူဇာတာအလင်္ကာရဲ့ကြီးကြပ်မှုနဲ့ပြုပြင်ခဲ့တယ်လို့မလွန်ရက်ကကြောက်ကုန်တဲ့တွေကလည်းအဒိဋ္ဌံအောင်ခဲ့လို့ကြော်ကြားတယ်လို့ပြောကြပါတယ်။ဖျားပွဲတော်ကိုတော့တစောင်းမုံလာပြေကျော်3ရက်နဲ့4ရက်မှာကျင်းပလိရှိပါတယ်။ပတ်ဝန်းကျင်ရက်ွက်တွေကလည်းနှစ်စဉ်စီကားတိုက်မြိုက်စွာလူဒန်းကြပါတယ်။ယခုလိုတမိုင်းအစဉ်လာကြီးမားပြီးထူးခြားတဲ့မင်းရှင်စောရဲ့ကုသိုလ်တော်တွေတဲကတခတ်တော်ဆူတောင်းမြေဖျားကိုလာရောက်ပြီးကြီးညိုဆူတောင်းဒိဋ္ဌံပြုဖို့တိုက်တွန်းလိုက်ပြသည်ဗျ။အားလုံးပဲလိုရာစုပြေးကြပါစေ။အဆုံးထိကြည့်ရှုပေးတဲ့တဦးချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်။